မင်္ဂလာပါ TS Auto Car စီးစံနာနေပြီးတော့ကြိုးဆိုပါရစေဒီနေ့မှာတော့ SUV ကိုမှ performance ကောင်းတဲ့ကားလေးလည်းစီးကျင်တယ် BMW ကိုမှစီးကျင်တယ်ဆိုရင်လူချင်းမိတ်ဆွေများတော့ကျွန်တော်တို့ဒီနေ့ BMW X4 ကားလေးနဲ့မိတ်ဆက်ပေးတော့ပါမယ်ခင်ဗျဒီကားလေးက2014 model ဖြစ်တယ်လက်ရှိ odometer အနေနဲ့ဆိုရင်9000ဝန်းကျင်လောက်ပဲရှိပါသေးတယ် Sporty SUV အမျိုးအစားဖြစ်ပြီးတော့ X series SUV line ထဲမှာ coupe design နဲ့ထင်ရှားတဲ့အမျိုးအစားလေးတွေဖြစ်ပါတယ်ဗျရှေ့မှာဆိုရင်လည်း BMW signature ဖြစ်တဲ့ twin kidney grille လေးကိုတွေ့ရမယ်အောက်မှာဆိုရင်360 camera လေးထည့်သွင်းပေးထားတယ်ကားရဲ့ရှေ့မီဒီကိုကြတော့ BMW adaptive LED ကိုအသုံးပြုပေးထားပါတယ်ကားရဲ့ဘိန်းမှာဆိုလို့ရှိရင်245 မှာ ring size ကို19အသုံးပြုပေးထားတဲ့အတွက်အရင်လည်းမကြည့်ဘူးအရင်လည်းမသိရဲ့တော့အနေတော် size လေးပေါ့ပြီးတော့ဒီမှာဆိုရင် X-Drive 35i လေးပေါ့ဒါထူးခြားချက်ပေါ့နော်မြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ X4 ကားတွေက28i နဲ့ပဲလာကြတာများတယ် engine power 2.0 နဲ့လာကြတာပေါ့နော်ဒီကားလေးကတော့ 35i နဲ့လာတာဖြစ်တဲ့အတွက် engine power 3.0 engine power နဲ့လာတယ် HP automatic transmission နဲ့ပဲမောင်းလို့ရတယ် horsepower အနေနဲ့ဆိုလို့ရှိရင်300 horsepower အထိထွက်တာဖြစ်တဲ့အတွက်တော်တော်လေး performance ကောင်းတဲ့ကားတစ်စီးပါလားကားရဲ့နောက်ခါ cargo space ဆိုလို့ရှိရင်900လီတာလောက်ထိကျယ်တယ်ကြည့်လိုက်ပါအကျယ်ဝန်းကတော်တော်ကြီးကျယ်ဝန်းတာကိုတွေ့ရတယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းပစ္စည်းထားစရာနေရာလေးရှိသေးတယ်ဒီတော့အတွင်းကောင်သွားကြည့်လိုက်အောင်ကားရဲ့အတွင်းခန်းထဲမှာဆိုလို့ရှိရင်ထိုင်ကုန်တွေကို Nevada leather အောင်မှာ settle brown color လေးနဲ့ထည့်သွင်းပေးထားတယ်အရှိမဆိုလို့ရှိရင်လည်းအနက်ရောင် leather ကိုအသုံးပြုပေးထားတယ် 5.6 inch ရှိတဲ့ infotainment screen aircon vent နှစ်ခု aircon control ခလုတ်တွေ sound control လေးရတဲ့ခလုတ်တွေအောက်မှာလည်းကပ်ဖူတာလေးနှစ်ခုရှိမယ်ဒီမှာဆိုရင် bliss sensor တို့ downhill assist တို့လိုခလုတ်ကလေးလည်းပါရှိပါအောင်မယ် Emirates ရဲ့အောက်ဖက်မှာဆိုလို့ရှိရင်တော့ 2 box လေးတစ်ခုရှိပြီးတော့2 box ကလည်းတော့ကျယ်တယ်ဗျပြီးတော့အထဲမှာဆိုလို့ရှိရင်လည်းအသွင်းလို့ရတဲ့ plug box လေးတစ်ခုထည့်သွင်းပေးထားပါသေးတယ်steering မှာဆိုရင်လည်း media control cruise control တွေအပြင်မှာရှေ့မှာဆိုရင် paddle shift လေးလည်းပါဝင်ပါအောင်မယ် driving mode ကိုလည်း sport plus comfort eco pro ဆိုပြီးတော့ changes လုပ်ပြီးမောင်းနှင်လို့ရပါသေးတယ်ဗျကားရဲ့ထိုင်ကုန်မှာဆိုရင် seat motor နဲ့ seat memory ပါဝင်ပြီးတော့ Harman Kardon sound system လေးကိုလည်းအသုံးပြုပေးထားပါတယ်ဗျhead up display လည်းပါဝင်ပါတယ် customer တွေအားလုံးဒီပါသဘောကျကြတဲ့ sunroof လေးလည်းပါဝင်ပါသေးတယ်ကားရဲ့နောက်ခန်းထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုကျယ်ဝန်းနေဗျပြီးတော့ဒီရှိမှာဆိုလို့ရှိရင်လည်း aircon vent လေးနှစ်ခုပါဝင်ပါတယ်အနောက်မှာဆိုရင်လည်း Emirates လေးတစ်ခုထည့်သွင်းလိုက်ပြီးတော့ကပ်ဖူတာလေးနှစ်ခုလည်းပါဝင်ပါတယ်တော်တော်လေးကိုမိုက်ပါတယ်ဗျနောက်ခန်းရဲ့အပေါ်ဘက်မှာဆိုလို့ရှိရင်လည်းပစ္စည်းချိတ်ဆရာလေးတစ်ခုထည့်သွင်းပေးထားပါသေးတယ်ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ BMW X4 2016ကားလေးပဲဖြစ်ပါတယ်ဒီကားလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ TS Car Sales Center မှာ live ဝယ်ယူအားပေးဖို့အတွက်ကိုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ TS Auto မှာဆက်နိုင်အောင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်ဗျ